အားလုံးပဲမင်္ဂလာပါဒီနေ့ကကျွန်တော်တို့ရှေ့ဘက်က Friday อ่ะပေါ့နော်ဝင်ခဲ့ entry လေးကို recap လုပ်ပေးမှာဖြစ်ပါတယ် Natas ပေါ့နော် Natas ကိုကျွန်တော်တို့5 minute IVG breakout ကနေဝင်တာပေါ့လေအဓိက5 minute IVG breakout တော့မဟုတ်ဘူး5 minute IVG breakout တော့မဟုတ်ဘူးဒီဟိုပါပေါ့1 minute breakout ပေါ့နော်1 minute breakout ကနေဝင်တာဒါပေမဲ့5 minute မှာ IVG ကပိုလာIVG 5 minute IVG breakout ဆိုရင်ဒီအောက်ကြီးဖြစ်သွားမှာပေါ့နော်အောက်ကဆွေးပေါ်ပြတက်လာတယ်ဒါပေမဲ့ဒီမှာ fabric retest နဲ့ပြန်ပြီးတော့လည်း short လို့ရရပေါ့ကျွန်တော်ကအစောဆုံးရလိုက်တာဆိုတော့အဲ့ဟာမယူမိလိုက်ဘူးဒီနောက်ဟိုရှေ့မှာရပြီးဒါဆိုဒီကထပ်မယူလိုက်ဘူးပေါ့လေအဲ့တော့ကျွန်တော်ဘယ်လိုမျိုးကြည့်လဲပေါ့နော် market ကိုအဲ့ဒီနေ့မှာကျွန်တော်မှာလောင်းစရာနေရဆိုတနေရာပဲရှိတယ်ဒီ key level ပေါ့နော်ဒီအောက်ဆုံးက key level တစ်ခုပဲရှိရပါတယ်လောင်းကြည့်မယ်ဆိုရင်နော်ဒီကောင်လည်းတက်သွားတယ်1 hour fabric ကတိပြန်တက်သွားတယ်အဲ့ဒီအချိန်မတိုင်ခင်9နာရီခွဲပေါ့လေ9နာရီခွဲမှာကျွန်တော်တို့ဒီကန်တွေကဒီနားမှာပေါ့နော်ဒီနားမှာဆိုတော့ကျွန်တော်တို့ဒီအောက်ကိုဆက်သွားမယ်ပေါ့ဒီ key level ကိုသွားနေအောင်ကျွန်တော် light shot လို့ရတယ်ပေါ့အဲ့လိုမျိုးစဉ်းစားမိရပေါ့နောက်ပြီးတော့ဒီ level ကိုလည်း breakout ဖြစ်တာ哦ဒီအောက်ကဒီ level လေး breakout ဖြစ်ပြီးတော့အောက်ဆင်းလာဆိုတော့ market ကအဲ့လိုတောက်လျှောက်ကြီးဆင်းလာဆိုတော့ကျွန်တော်တို့သိပြီးတော့လောင်းဖို့အတွက်မဆင်းစားတော့ short ဖို့အတွက်ကြီး level ရှာကြည့်ရပါတော့ market ဖွင့်တဲ့အချိန်မှာဒါပြေးနေရဆိုတော့ကျွန်တော်တို့ဟိုတိတာရှေ့ဘက်ကဆိုရင်အဲ့ခါကျတော့အဲ့ frame တိုင်းသွားလိုက်နေဆိုပြီးတော့ကျွန်တော်စဉ်းစားမိရခါမှာအရင်ဆုံးဘယ်နေရာနေပြီးတော့ကျွန်တော်စပြီးတော့ short လို့ရမယ်ပေါ့နော် PY စရှာတော့အဲကျွန်တော်တို့ first PY ဆိုတော့ကျွန်တော်ဒီမှာဒီဟိုဟာလေးပေါ့နော်5 minute ကဆင်ပြမှာ5 minute order block ရှိတယ်5 minute order block 50 minute rejection block ပေါ့နော်ဒီဟာလေးရှိတယ်ဒီကောင်က50 minuteမှာဆိုရှေ့က fabric ကိုဒါရှေ့က fabric ကိုretest လုပ်ပြီးတော့ဆင်းလာရဲ့အကောင်ပေါ့နော်အဲ့ဟာလေးရှိတယ်နောက်ပြီးတော့5 minute မဟုတ်တယ်ဒီက50 minute ဒီက50 minute order block ဒီပုံမှာလည်းရှိရပါတော့ဆိုတော့ဒီဟာကဖေးမဖေးဘူးဆိုရင်ကျွန်တော်ဒီဘောကိုဟိုထပ်တက်လာရင်ဒီဘောကနေကြည့်မယ်ပေါ့နော်နှစ်ခုဆွဲထားလိုက်တယ်အနီးဆက်ဆုံးဟာအနီးဆက်ဆုံးဟာကိုကျွန်တော်တစ်ချက် focus ပြီးကြည့်ရပါတော့အရင်ကြီး market ကဝေးမတက်ဘဲနဲ့ဒီနေရာနေဆွေးပြီးလဲ drop နိုင်တဲ့ခါကျတော့ဒီနေရာမှာဆိုကျွန်တော်လိုအပ်ချက်မှာဘာတွေ့ရလဲဆိုရင်ကျွန်တော်တို့ဒီနေရာလေးပေါ့နော်ဒီဟာလေးဒါလေးကျွန်တော်တို့ failure swings ပေါ့နော် failure swings တွေ့ရတယ်အဲ့တော့ကျွန်တော် failure swings ကိုtest ပြီးတော့ sweep လုပ်မလားပေါ့နော်အဲ့ဒါကိုကျွန်တော်တို့တစ်ချက်ကြည့်လို့ရတယ် okay so failure swing ကိုကျွန်တော်တို့တက်ပြီး sweep လုပ်ပြီးတော့ဆင်းပြီးတော့ကျွန်တော်တို့ IVG breakdown နဲ့ short ဖို့ကျွန်တော်စဉ်းစားကြည့်ပြီပေါ့နော်အဲ့ trick idea ရရင်အဲ့ခါကျတော့ဒီကောင်ရဲ့ internal height ပေါ့နော် internal height point ကိုကျွန်တော် line ဆွဲထားလိုက်တယ်ဆွဲထားပြီးဒီကောင်ကိုဆွဲရချိန်မှာဒီပေါ်တက်လာတာပေါ့နော်ခဏလေးပါအော်ဒါဆွဲလို့မရဖြစ်နေ okay အောက်ကအချိန်မြင်okay 9:25ပေါ့နော်ဆိုတော့နောက်ကန်ထဲမှာအပေါ်တက်ဆွဲပြီးတော့အောက်ကိုဆင်းလာကျွန်တော်1 minute နဲ့ပြမယ် okay 1 minute မှာဆိုပုတ်တိတာဒီမှာဆို failure swing ရှိရဲဒါကိုတက်ပြီးတော့ fail ရပေါ့နော်ဒါ fail ပြီးတော့နောက်ဆုံး price ကဒီ order block ထဲဝင်လာတဲ့အချိန်မှာ 50% နေမတော့ဒါပေမဲ့ဘာမှမဖြစ်ဘူး 50% မတော့ဘဲနဲ့အဲ့လိုထိုံနေတဲ့စင်းနေဒီအပိုင်းတွေအရင်သိတာရဲ့အဲ့ခါကျတော့ဟို 50% တော့ကျွန်တော်မစောင့်တော့ဘဲနဲ့ဒီမှာ1 minute ကန်တဲ့ကဒီ9:29ကန်တယ်ပေါ့နော်9:29ကန်တယ်နောက်ဆုံး height ကို market ဖွင့်တဲ့အချိန်မှာတက်ပြီးတော့ sweep လုပ်တယ် sweep အောက်ဆင်းလာအောက်ဆင်းတဲ့အချိန်မှာဒီကန်နေမှာကျွန်တော် breakout ဖြစ်မလားကျွန်တော်ကြည့်မဖြစ်ဘဲနဲ့ဒီကောင်ကဒီမှာရှိရင်1 minute ကန်တယ်ပေါ့နော်1 minute ကန်တယ်နောက်ဆုံး bearish gap ရှိရကန်တယ်ကိုကျွန်တော် breakout နောက်ကန်တယ်ကြာမှဖြစ်သွားရပေါ့နော်အော်ဒါမှမဖြစ်လို့ okay ရ okay နောက်ကန်တယ်ကြာမှကျွန်တော်ဒီမှာ breakout ဖြစ်သွားတယ် breakout ဖြစ်ပြီးတော့ဒီအောက်ကဒီဟာဆိုကျွန်တော် breaker block လို့သတ်မှတ်လို့ရတယ်ပေါ့နော်ဒီဟာလည်း breaker block လို့သတ်မှတ်လို့ရတယ်အဲ့တော့ကျွန်တော်ဘယ်လိုမျိုးကြည့်လဲဆိုရင်ဒီ gap ရဲ့အောက် breakout ဖြစ်တယ်ဖြစ်ပြီးတော့
ဒီမှာဆိုရင်နောက်ဆုံးဟို1 minute order block ပေါ့နော်1 minute order block ဒီဟာလေးရှိတယ်ဒီ order block လေးရယ်ဒါပေမဲ့ကျွန်တော်အစုံပြည့်ယူမယ်ဆိုတော့ခုနဆွဲထားတဲ့အတိုင်းပေါ့နော်ခုနဆွဲထားတဲ့အတိုင်းဒီလိုဖြစ်လိမ့်မယ်ခုနဆွဲထားတဲ့အတိုင်းဒီ range အောက်ကိုမှာကျွန်တော်ဟို sell stop ထားပါနော် sell stop ထားပြီးတော့ကျွန်တော်trade လိုက်ဝင်တယ်ပေါ့နော် trade လိုက်ဝင်တဲ့အခါမှာ fade ပြီးတော့တစ်ခါတန်းပြီးဆင်းသွားရင်ပေါ် retest မလာတော့ဘူးတစ်ခါ fade ပြီးတော့ကျွန်တော်2က run သွားရပါလိမ့်ကျွန်တော်2ကဒီပဲယူလိုက်တယ်ကန်ကောင်းသွားပါပေါ့နော်2ကဒီပဲယူလိုက်တော့ run သွားတယ်မဟုတ်ရင်ဒါ break even တော့ထိနိုင်တယ်ပြီးတော့နောက်တစ်ခေါက်ပြန်လာပါနော်နောက်တစ်ခေါက်ပြန်လာကြတော့ဒီ1 minute gap ထဲကိုလည်းပြန်လာတယ်1 minute gap ပြီးတော့ဒီ breaker block ပေါ့နော် breaker block level ကိုလည်းပြန်လာပြီးတော့အောက်ကိုဆင်းတာပေါ့တော်တော်လှရပါနော်အဲ့ဟာလေးကကြောက်ပို့ပြီးတော့ဟို safe ဖြစ်တယ် safe ဖြစ်တဲ့ start မြင်ရပါပေါ့နော်3 minutes ဆိုလဲ IFG 5 minute IFG 3 minute မှာလည်း IFG ရှိတယ်3 minute IFG ကဒီရောက်ပို့ရောက်တာပေါ့နော်ဆိုတော့ကျွန်တော် IFG က3 minute IFG ဟိုမှာအောက်ကိုဆင်းပြီးပေါ်တက်တဲ့ချိန်မှာဝယ်မိလိုက်တဲ့ပုံစံမျိုးနဲ့တွားပြီးဆင်းတယ်ပေါ့နော်ဆိုတော့ဒီ move မမိရင်လည်းဒီမှာ retest move နဲ့လိုက်ပြီးတော့ trade ဝင်တဲ့လူတွေတွေ့ရတယ်ဆိုတော့ဒီ entry ကဒီလောက်ပေါ့နော်ဒီ recap ဒီလောက်ပါပဲဆိုတော့ဒါဒီအောက်က key level ထိယူရင်တော့4ဟာလောက်တော့ရတယ်ဒါပေမဲ့ကျွန်တော်တို့ယူမယ်ဆိုရင်ကျွန်တော်ထင်တော့ break even ထိလောက်တယ်ကျွန်တော်2ဟာလောက်နဲ့ပဲပြီးသွားပါတော့ဒီ trade ကကြောက်ဆိုတော့ဒီ trade recap ဒီလောက်ပါပဲ